အားလုံးပဲမင်္ဂလာပါအခုကဒီ youth park ကနေပီနန်ဟေးကိုခြေကျင်တက်မှာတောင်တက်မှာဖြစ်ပါတယ်ဒီအခုသွားမှာတော့ဟောဒီလန်အတိုင်းတောလန်အတိုင်းသွားမှာဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်အပေါ်ရောက်ရင်ဘာတွေကြည့်မလဲဆိုတော့ဘာတွေရှိမလဲဆိုတာအတူတူကြည့်ကြမယ်โอเคဒါကစစတက်တဲ့နေရာဖြစ်ပါတယ်ကြည့်ရတာကတောတောင်တွေအရန်စိမ့်ဆိုနေတဲ့တောထဲရောက်သွားတယ်လို့ခံစားရပါတယ်ပထမတော့ငါတွေးထားတာကဟို lower station ဘက်ကနေပီနန်ဟေးတောင်ပေါ်ကိုတက်မယ်ပေါ့အဲ့ဒီဘက်ကပို့ပြီးတော့ view တွေပို့ပြီးတော့မိုက်တယ်ပြီးရင်ရထားလမ်းတွေဘာတွေနဲ့လည်းမြင်ရတယ်ကားလမ်းတွေနဲ့လည်းမြင်ရတယ်ပေါ့ဒါပေမဲ့အဲ့ကိုရောက်သွားပြီးတဲ့အခါမှာသူတို့ကပိတ်ထားတယ်ဟို14ကျွန်း2026အထိသူတို့ကပိတ်ထားတယ်ဆိုတော့အဲ့ဒါနဲ့ဒီ U Park ဘက်ကိုရောက်လာပြီးတော့ U Park ကနေတက်ပြစ်တာဖြစ်ပါတယ်ဟောဒီ U Park နဲ့မုံခိတ်တို့ဘက်ကနေတက်မယ်ဆိုရင်တော့ဒီတော့အရာတာတဘာဝအရာတာတွေကိုပို့ပြီးတော့ခံစားရတယ်လို့ပြောတယ်ဆိုတော့တစ်ဖက်ကနေအဓိကကတော့ထိတ်ကိုရောက်ဖို့ပါပဲဟုတ်တော့ဆိုတော့တွားကြတာပေါ့ Okay morning morning အခုကသူများဆင်းလာတဲ့အချိန်မှာကိုကတက်တာပေါ့ Okayအဲ့တော့တက်ပြီးတော့10မိနစ်အခြေအနေပဲဖြစ်ပါတယ်ဘယ်လောက်ရောက်လာပြီလဲဆိုတာတော့မသိသေးဘူး Okay နည်းနည်းတော့ဟိုမြေပြင်နဲ့နည်းနည်းတော့ပို့ပြီးမြင့်လာပြီလို့ထင်ပါတယ်မော်တယ်ဆို100 plus တောက်ကြမယ် Okayခုဒီတန်းဝင်ကျင်မှာကနားတဲ့နေရာတွေ့တော့တစ်ချက်ထိုင်နာနေပါတယ် Wait little ချွေးတွေတန်နေအများကြီးထွက်နေပြီမောလားမောတယ်အညာမောတယ် Okay ဒါက8နာရီခွဲမှမြင်ရတဲ့ပီနန်မြို့ရဲ့အလှဖြစ်ပါတယ်ဒါကဒီမှာ5မြင်တော့လေသူတို့ရေးထားပေးတဲ့ Ballet Station 5လို့မျိုးထင်တာပဲဒီနေရာရောက်ပါပြီဗီဒီယိုထဲမှာပဲမြင်နေတာပေါ့ဒီဥစ္စာကဟိုဘဒုကစ်ကိုသူတို့နည်းနည်းဟိုယူထားတာထင်ပါရဲ့ Okay ဒီဘက်ကကျတော့ moon cake ဆိုပြီးရေးထားပါတယ်ဒါကတော့နားလို့ရတဲ့နေရာတစ်နေရာပါနော်ပီနန် Happy Hikers Okay station 5ကိုတော့ရောက်လာပြီဖြစ်ပါတယ်နောက်ကဘယ်လိုမလဲလမ်းတော့ပေါ့လမ်းတော့မှာအဲ့လိုမျိုးတချို့တွေကကြတော့စားကြတောက်ကြတယ်ဒီနေရာမှာမြန်မာအခေါ်ဆိုလို့ရှိရင်ဇရက်ပေါ့နားနေတဲ့နေရာပေါ့ကွာအဲ့မျိုးတွေမှာစားကြတောက်ကြတယ်ပေါ့ကိုရီးယားတော့အတီးပဲပါလာလို့မစားတော့တိတ်မမောဒီနေရာတိတ်မမောသေးဘူးမြေပြန်ဆိုတော့လေတွားလိုက်ပါဦးမယ်ဆက်သွားမယ်45 we start နော်7:45 we start from 7:45ဒီလေကတော့တအားမှဆောက်ပါတယ်မြင်တယ်မှတ်တယ်ဟုတ်လားလက်ဆွဲပြီးတော့တက်နေရ It's okay babe Why
Yeah. Go. I can like it. Wow. Wow. Giao rồi. क्या कहते हैं वापस चले? Do you want to go back? No. No. इसको हाइकिंग करना पसंद है. Khu ca là tôi quay giàu lại thì là tôi quay giàu ở phố anh thì tôi lên bây giờ nhớ xin lại à là rồi câu kể thì xin lại à khu điều giàu lại đi ở phố giàu vô tôi này 2.4 km đó lùi tới đây biểu đây sao tàu mày nào xong bay ta cái đó tàu phố rồi đó tàu phố giàu toàn cha mày से जाना पड़ेगा. Now what happened? बंदरों से डर गए तो हमें इस वे से जाना पड़ेगा.ဒါကဒီပီနန်းတောင်ပေါ်ကနေမြင်ရတဲ့ပီနန်းမြို့တစ်မြို့လုံးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဟိုမှာပီနန်းတရားကြီးလည်းမြင်ရတယ်အရန်ဟိုကလုံးဝမပင်မတော့အရန်မိုက်တယ်ဒါကအခုပီနန်းတောင်ပေါ်ကနေမြင်ရတဲ့လုံးဝ view point နေရာလေဒါပေမဲ့ view point တွေကအခုပိတ်ထားတယ်ဆိုတော့ဒီမှာတိုင်နေတော့ဒါကောင်းကင်ကလည်းမိုးတွေနဲ့ဝါခုကရွှေမမြူတွေတွေ့တော့မြို့တစ်မြို့လုံးဟိုးသွားပြန်ပြီအရင်ကလား This one follows regularly, this one only for breakfast. အာ